နိုင်ငံသားကိုသွားခြင်းနဲ့ဘာလို့ပါကြရမှန်းမသိဘူးဖြစ်နေလားလေးစိတ်မှာဘယ်ကိုသွားလို့ဘယ်ကိုလာမှန်းမသိပဲနဲ့လမ်းပြောင်းနေမှာကိုစိုးရိမ်သလားလေးစိတ်ရဲ့ immigration counter တွေမှာအခက်အခဲတွေ့မှာကိုစိုးရိမ်နေသလား passport မလျှောက်တတ်ပဲနဲ့ဖြစ်နေသလားအိတ်ထဲမှာထည့်ထားတဲ့ပစ္စည်းတွေအသိမ်းခံရမှာကိုစိုးရိမ်နေသလားလေရင်အစစ်စစ်စီးရဲ့အခါမှာဒုက္ခရောက်မှာကိုစိုးရိမ်နေသလား visa reject ထိမှာကိုစိုးရိမ်နေသလားအိတ်တွေအလေးကြီးတင်ပြီးလို့အောင်ပိုကြီးတွေပြရမှာကိုစိုးရိမ်နေသလားဒါဆိုရင်တော့ဒီစာအုပ်လေးကိုဆောင်တော့ဖို့လိုပါလိမ့်မယ်ဒီစာအုပ်ကနုမြအခုနောက်ဆုံးထွက်ရှိထားတဲ့စာအုပ်လေးပဲဖြစ်ပါတယ်နုမြရဲ့ပြင်စမမြောက်စာအုပ်လေးဖြစ်ပါတယ်ဒီစာအုပ်မှာတော့နုမြကနုမြသွားခဲ့တဲ့ခီးရဲ့အကြောင်းကိုပြောပြထားတာမျိုးမဟုတ်ပဲနဲ့တကယ်ကိုလက်တွေ့အသုံးဝင်မဲ့ခီးသွားဆိုင်ရာအကြံပေးချက်တွေ tips တွေကိုပြောပြထားတာပဲဖြစ်ပါတယ်ဒီစာအုပ်လေးကနိုင်ငံခြားကိုလေရင်စီးပြီးသွားမဲ့သူတွေအတွက်မရှိမဖြစ်ခီးသွားလမ်းညွှန်စာအုပ်လေးပဲဖြစ်ပါတယ်စိတ်တော့ကကင်းစွာနဲ့လိုရာခီးကိုအရောက်သွားနိုင်မဲ့ခီးသွားလက်ဆွဲစာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်ဒီစာလေးကိုဘာကြောင့်ထုတ်ဖြစ်ခဲ့ရလဲဆိုရင်အခုနောက်ပိုင်းမှာနိုင်ငံခြားကိုအကြောင်းအမျိုးမျိုးနဲ့ခီးသွားလာတဲ့သူတွေများလာတယ်ပေါ့နော်အပျော်ခီးတွေမဟုတ်ဘဲနဲ့အလုပ်သွားလုပ်မဲ့သူတွေចောင်းသွားတက်မဲ့သူတွေများလာတဲ့အခါမှာနိုင်ငံခြားကိုတစ်ခါမှမရောက်ဘူးတဲ့သူတွေလေရင်တစ်ခါမှမစီးဘူးတဲ့သူတွေဆိုရင်အရန်ကိုအခက်အခဲတွေ့ရတတ်တယ်ပေါ့နော်အရင်တော့ကိုကတိုးနဲ့သွားခဲ့ဘူးတဲ့သူတွေတောင်မှကိုတယောက်တည်းလေရင်စီးရတော့မယ်ဆိုလို့ရှိရင်တိထက်တဲ့အချက်လက်တွေကိုမသိထားရင်လေစိတ်မှာဒုက္ခရောက်ရပါတယ်လေရင်မစီးဘူးတဲ့သူကြီးဆိုရင်ပို့ပြီးတော့ဆိုးတာပေါ့အရာရာတိုင်းကအသစ်ဆက်နေဖြစ်ပြီးတော့စမ်းတဝါးဝါနဲ့ဒုက္ခရောက်ရတတ်တယ်ပေါ့နော်အခက်မသိလို့ရှိရင်ကုံတင်နာထက်ပို့ပြီးတော့ပတ်စံကုန်တာတွေအလိန်ခံရတာတွေသွားလို့တဲ့ခီးကိုအချိန်မီမရောက်တာတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့နိုင်ငံခြားကိုလီရင်ပြန်စီးပြီးတော့သွားမဲ့သူတွေအတွက်အရန်ကိုအသုံးဝင်မဲ့အချက်တွေကိုစာအုပ်ရေးပြီးတော့ထုတ်ပြခဲ့တာပဲဖြစ်ပါတယ်ဒီစာအုပ်ထဲမှာ passport လုပ်တာစပြီးတော့ visa လျှောက်တာတွေနောက်လေရင်လက်မှတ်ဝယ်တာတွေလေဆိပ်လမ်းညွှန်တွေလေရင်စီးနည်းတွေလူဝင်မှုကြီးကြပ်ရေး immigration counter ကိုအဆင်ပြေပြေကြော်ဖြတ်နိုင်မဲ့အကြံပေးချက်တွေနောက်စနစ်တကျအိတ်ထည့်တဲ့အခါမှာဘာတွေသိတင်လဲဆိုတဲ့အချက်တွေခီးစဉ်ဘယ်လိုဆွဲမလဲဘယ်လိုရာသီဥတုမှာဘယ်နေရာကိုသွားလို့ကောင်းမလဲစတဲ့ခီးစဉ်နဲ့ပတ်သက်ပြီးတော့လိုအပ်တယ်ပေါ့နော်အခြေခံကျတဲ့အချက်တွေကိုဒီစာအုပ်ထဲမှာဖတ်ရှုရမှာပဲဖြစ်ပါတယ်ခီးစဉ်တစ်လျှောက်မှာဘေးအနေနဲ့ကင်းပြီးတော့ကျန်းမာလှပအောင်ဘာတွေကိုသတိထားမလဲဆိုတာတွေလည်းအကြံပေးထားပါတယ်ဒါ့အပြင်အခုခေတ်ကဒီ technology ခေတ်ဆိုတော့အခုခေတ်မှာဒီ online ကနေပြီးတော့လေယာဉ်လက်မှတ်ဝယ်နည်းတွေ hotel booking တင်နည်းတွေနောက်ဘာသာပြန် application တွေအသုံးပြုနည်းတွေနောက်ခရီးသွားတဲ့ခါမှာတကယ်ကိုလိုအပ်မဲ့ application တွေအကြောင်းတွေနောက်မြေပုံကြည့်နည်း Google Maps အသုံးပြုနည်းတွေကိုဒီစာအုပ်ထဲမှာဖတ်ရမှာပဲဖြစ်ပါတယ်နုမြဆိုရင်ခီးပေါင်းများများစွာသွားဘူးတယ်နိုင်ငံပေါင်းက60ကျော်နေပြီခီးပေါင်းဆိုလို့ရှိရင်ရာချီပြီးတော့သွားဘူးတယ်ပေါ့နော်အဲ့တော့နုမြရဲ့ခီးသွားတဲ့အခါမှာရခဲ့တဲ့ဗဟုသုတတွေခီးသွားတဲ့အခါမှာရရှိခဲ့တဲ့သင်ခန်းစာတွေပေါ့နော်အဲ့ဒါတွေကိုဒီစာအုပ်ထဲမှာအကုန်ပေါ့နော်မချူးမချန်ပြောပြထားတာပဲဖြစ်ပါတယ်ဒါကြောင့်လို့ဒီစာအုပ်ကလေးကအခုမှစပြီးတော့နိုင်ငံခြားသွားမဲ့သူတွေအတွက်တာမကဘဲနဲ့နိုင်ငံခြားကိုအခါရောက်ဖူးတဲ့သူတွေအတွက်ပါပေါ့နော်ဒီထဲမှာတချို့ဆောင်းပါးလေးတွေကအကျိုးရှိစေမယ်လို့မျှော်လင့်မိရပေါ့နော်ဒီစာအုပ်ကလေးကကြတော့သူကစာမျက်နှာပေါင်းက190ကျော်ပေါ့နော်နေရာနီးပါးပါတယ်နောက်ဆောင်းပါးပေါင်းကစုပေါင်းအပုပ်40ပါပါတယ်category ကိုဆိုရင်လည်း6မျိုးခွဲထားပါပေါ့နော် basic knowledge ပါမယ်နိုင်ငံခြားသွားတဲ့အခါမှာသိထားတဲ့အခြေခံဗဟုသုတရဲ့အကြောင်းအဲ့ဒါပါမယ်နောက်ခီးစဉ်ကိုဆွဲတဲ့အခါမှာခီးစဉ်ကိုစီစဉ်တဲ့အခါမှာသိထားမယ့်အချက်တွေအကြံပေးချက်တွေပေါ့နော်အဲ့ဒါပါတယ်နောက်အိတ်ထည့်တဲ့အခါမှာတိထက်တာကြီးပါတယ်နောက်ဒီလေရင်ခွင်းနဲ့ပတ်သက်ပြီးတော့တိတဲ့အချက်တွေပေါ့နော်အဲ့ဒါကြီးအဲ့ဒီဆောင်းပါးတွေလည်းပါတယ်နောက်ပြီးတော့ခီးစဉ်တစ်လျှောက်တော့ကျန်းမာပြီးတော့လုံခြုံစိတ်ချရတဲ့အနေနဲ့ခီးဖြစ်အောင်ပေါ့နော်ဘယ်လိုမျိုးခီးဆိုင်ရလဲဆိုရင်အကြံပေးချက်တွေပါတယ်နောက်ဆုံးကကြာ travel technology ပေါ့နော်ဒါကဒီ application တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီခီးသွားတဲ့အခါမှာလိုအပ်တဲ့ဒီခီးသွားတဲ့နည်းပညာတွေနဲ့ပတ်သက်ပြီးတော့ပါတယ်ပေါ့နော်စုပေါင်းအပုပ်40ပါပါတယ်စာအုပ်တန်မိုးကတအုပ်ကိုမှ1000ပဲကြာတာပါဒေါ်လာနဲ့ဆိုရင်$2 $3လောက်ပဲရှိရပေါ့နော်ဘတ်နဲ့ဆိုရင်လည်းဘတ်က60 90လောက်ပဲရှိမှာ
ပေးရတဲ့ငွေထက်ကိုအများကြီးထိုက်တန်တဲ့ knowledge တွေဘုဟုတ္တရရသွားမယ်လို့မျှော်လင့်မိပါတယ်တကယ်ကိုလည်းကိုပေးထားရပေါ့နော်ကိုပေးနိုင်တဲ့လောက်ကိုအများကြီးထည့်ပြီးတော့ပေးထားတာပါဒီထဲမှာပါတဲ့ဆောင်းပါးတချို့မြက်ကဗီဒီယိုလေးလည်းလုပ်ထားပေးရပါတော့။တော့ကိုကစာမဖတ်ချင်လို့ဆိုရင်ကိုကစာဖတ်တာပြင်းတယ်ဒါမှမဟုတ်လူမြက်တေချာရှင်းပြထားတာကိုနားထောင်နေတယ်ဆိုလို့ရှိရင်ဗီဒီယိုကြည့်လည်းရတယ်ပေါ့နော်။ဒီလိုမျိုး QR code လေးထည့်ပေးထားတယ်။ QR code လေးတွေကို scan ဖတ်ပြီးတော့ YouTube မှာဗီဒီယိုဝင်ကြည့်လို့လည်းရပါတယ်။ဒီစာအုပ်ထဲမှာပါတဲ့ QR code ကိုဖုန်းကင်မရာနဲ့ချိန်ပြီးတော့အောက်ကပေါ်လာတဲ့ link လေးကိုနှိပ်လိုက်လို့ရှိရင် YouTube ဗီဒီယိုကိုတက်ပြီးတော့မြင်ရမှာဖြစ်ပါတယ်။လူမြက် around the world ကနေကြိုးဆိုပါတယ်။ဒီဗီဒီယိုလေးမှာနိုင်ငံခြားသွားမဲ့သူတွေလေရင်စီးတဲ့အခါလေစိတ်မှာဖြတ်ကျော်ရမယ့်အဆင့်လေးစနဲ့သတိထားရမယ့်အချက်တွေကိုဆောင်းမတိုင်းကိုတော့ဗီဒီယိုမတင်မိထားဘူးပေါ့နော်တချို့ဆောင်းမတွေကိုဗီဒီယိုတင်မိထားတဲ့အတွက်ဒီ QR code တွေကို scan ဖတ်ပြီးတော့ဝင်ကြည့်လို့လည်းရပါတယ်ဒီစာအုပ်လေးကိုမှားချင်နေဆိုရင်နုမြက်ရဲ့နုမြက် around the world Facebook page ရဲ့ Messenger ကနေပြီးတော့မှာလို့ရပါတယ်။ဒါမှမဟုတ်ရင်လည်းတုတ္တဆယ်စုံစာအုပ်တိုက်ရဲ့ Facebook page ကနေပြီးတော့လည်းဒီစာအုပ်လေးကိုမှာလို့ရပါတယ်။ဒီစာအုပ်အပြင်နုမြက်ရဲ့အရင်ကတွေ့ရှိပြီးသားစာအုပ်တွေကိုလည်းတစ်ခါတည်းပေါင်းမှာလို့လည်းရပါတယ်။နုမြက်ရေးသားထုတ်ဝေခဲ့တဲ့စာအုပ်ငါးအုပ်ကတော့ဒီစာအုပ်တွေပဲဖြစ်ပါတယ်။နိုင်ငံခြားခီးသွားလမ်းညွှန်စာအုပ်ကိုမှာရင်းနဲ့ဒီစာအုပ်တွေပါတစ်ခါတည်းမှာလို့ရပါတယ်။ဒီစာအုပ်တွေထဲကဖတ်ဖို့ရစာအုပ်တွေရှိရင်လည်း comment မှာမှတ်သွားပြပါအောင်နော်နောက်ထပ်လည်းဘယ်လိုစာအုပ်မျိုးတွေရေးသားထုတ်ဝေပေးရမလဲဆိုတာကို comment မှာအကြံပေးသွားပါအောင်နော်အားလုံးပဲလူရခီးကိုဘေးအနေကင်းစွာနဲ့ရောက်သွားနိုင်ကြပါစေရှင်နောက်ဗီဒီယိုမှာတွေ့ကြမယ်နော်ဘိုင်ဘိုင်